Number 1 Chakra and Jutsu နေရတူကဥစုမဂိကလန်ရဲ့များပြားတဲ့ Chakra နဲ့မွေးဖွားလာတဲ့ကောင်ဖြစ်လို့ Multi Shadow Clone Jutsu ကိုတော့တေချာပေါက်3နိုင်အောင်ပါပါအဲ့ဒါအပြင်ငငယ်ရလို့မဟုတ်ပဲတခြား Nature Style တွေကိုပါ Hand Sign ဖော်ပြီး AACC 3နိုင်အောင်ပါဖြစ်ပါတယ် Rasengan တလုံးနဲ့ Fighter လုံးရဲ့ကိုနိုဟာမာတို့တော့ဂျိုနင်ဖြစ်နေတဲ့အချိန် Rasengan ကိုထုံးလုံးမွေရေလိုနောက်လာတဲ့နေရတူက Extreme Jutsu တွေကိုတေချာပေါက်အသုံးချလို့ရအောင်ပါပါNumber 2 Sage Mode နေရတူက Perfect Sage Mode ကိုအသုံးချနိုင်တဲ့သူဖြစ်တဲ့ပြင်လက်ရှိသူ့ရဲ့အတွေ့အကြုံရဆိုရင်အရင်လို Sage Mode ရဖို့ငြိမ်ငြိမ်လေးထိုင်နေစရာမလိုတော့ပါဘူး Sage Mode ကဘလောက်အသုံးဝင်လဲဘလောက်ကျန်းလဲဆိုတာကိုတော့အားလုံးသိပါပါ Number 3 Auto Jinchuriki နေရတူက Auto Jinchuriki လို့ပြောလို့ရပါတယ်ကိုမင်း Chakra ပြင်နေရတူမှာကသူ့ကိုအမိကောင်းတွေကိုယ်တိုင်ပေးရထားတဲ့ Chakra အနှဲငယ်စီရှိလို့အဲ့ဒါတွေကို Jutsu တွေနဲ့ပေါင်းစပ်ပြီးကျန်းပြလို့ရပါတယ်သူကိုယ်တိုင်လည်းခဏခဏသုံးပြပူတဲ့အပြင်နေရတူရဲ့လက်အတုက Hashiyama Sen နဲ့ဖန်တီးထားတာဖြစ်လို့ Rasen Shuriken ကိုစိတ်ကြိုက်သုံးလို့မရတာမျိုးတွေမရှိတော့ပါဘူးအဲ့ဒါကြောင့်ကျန်တဲ့ Tapis Chakra တွေနဲ့စိတ်ပိုင်ကျန်းပြလို့ရပါတယ် Number 4 Summoning Jutsu ဒါကဘာထူးဆန်းလို့လဲလူတိုင်းသုံးလို့ရရလို့ထင်နိုင်မိမဲ့ခရမမရှိတော့တဲ့နေရတူကဂျီရာရီယာလိုမျိုးဖားလိမယာနှစ်ယောက်နဲ့ပေါင်းစပ်လို့ရသွားကြအောင်ဂန်ဂျီစုတွေကိုတွန်းလှန်နိုင်မဲ့ပြီးဂန်ဂျီစုကသုံးညင်သုံးလို့ရနိုင်ပါတယ်ဖားလိမယာကအသက်ကြီးသွားရင်တော့မျိုးပကူတောင်မှာကဖားတွေအများကြီးရှိပါတယ် Number 5 ဂန်ဂျီစုရဲ့ experience လူမန်တိတက်ဆအရွယ်မှာတွေကတက်ဆက်ရှိလက်သီးနဲ့ထိုးမဲ့ခြေထောက်နဲ့ကံမဲ့လုံနေတဲ့ကောင်မို့လို့လက်ရှိနေရတူရဲ့ဂန်ဂျီစုကတိုက်ပွဲပေါင်းများစွာအင်အားကြီးရန်သူပေါင်းများစွာနဲ့ရင်ဆိုင်လာခဲ့တဲ့အတွေ့အကြုံရဂန်ဂျီစု only ဆိုရင် prime level မှာတေချာပေါက်ရှိသေးပါတယ်အတော်လေးလဲရင်းချက်တဲ့သူဖြစ်နေပြီမို့လို့ဂမူရှူတို့ရှေ့ဆုံးကဝင်ပြေးတာမျိုးမရှိတော့ပဲတော်ရုံကောင်းနေတော့ကတော့ Sage Mode လက်တီးနဲ့ဖြည့်ရှင်းလို့ရပါတယ်အဲဒါကြောင့်လက်ရှိနေရတူဘယ်လောက်ကျန်းလဲဆိုရင် Fat အရာ Jiraiya ရဲ့ Prime Time တက်ပိုကျန်းပါတယ်